အားလုံးပဲမင်္ဂလာပါရှင်တည့်ရသီးစိမ့်တွေရောက်ပါပြီနော်တုတ်စားတဲ့အရွယ်တွေအများကြီးရောက်ထားပါတယ်ရှင်ဒီမှာပါနော်ဒီနေ့လေခုလာတဲ့အသီးတွေပေါ့နော်ကိုညက်နေရောက်လာတဲ့အသီးတွေဖြစ်ပါတယ်ရှင်တည့်ရသီးစိမ့်တုတ်စားခြင်းနဲ့ဆိုတဲ့အမတွေအတွက်ရောက်ပါပြီနော်ဒီအစည်းတွေတော့စိမ့်ညက်တာတုတ်စားတဲ့အရွယ်တွေအများကြီးရောက်ပါတယ်နော်ဒီမှာကြည့်ချောလိုက်တာနော်အချောဆုံး site နဲ့စိုက်အလက်စိုက်သေးဆိုပြီးတော့3စား4စားလောက်ဒီနေ့ရောက်ထားပါတယ်ရှင်အများကြီးရောက်ထားပါတယ်เนาะလက်လီလက်ကဝယ်ကိုအားပေးလို့ရပါတယ်ရှင်ပစ္စည်းရောက်ငွေချေလုံးဝမရပါဘူးเนาะငွေလဲဝင်ကားတင်ပေးပါတယ်ရှင်ဒါကခဏပြောရတာကလေပစ္စည်းရောက်ငွေချေရလာလို့ခဏမေးကြတဲ့အတွက်ပြောပေးတာပါရှင်အသီးလက်ဆက်ဖို့ကအာမခံပါတယ်เนาะအသီးလက်ဆက်ကျွတ်ရပြီးမှုန်းနေပါတယ်ရှင်မြန်မာသီးဖြစ်တဲ့အတွက်ချင်းလေးနဲ့အရန်စားကောင်းပါတယ်ရှင်เนาะတုတ်ဆိုင်ရဲ့အရန်ကိုကောင်းတဲ့သီးလေးတွေပါလက်လီလက်ကဝယ်ကိုအားပေးလို့ရပါပြီရှင်ကားလမ်းပေါက်တဲ့မြို့ကားလမ်းရောက်တဲ့မြို့တိုင်းကိုပို့ပေးပါတယ်เนาะကားဂိတ်ရှိတဲ့မြို့တိုင်းကိုပို့ပေးပါတယ်ရှင်ဝယ်ကိုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်